န်ဆိုကြီးပြန်လာပြီဟုတ်ပါရဲ့နားကြမမပါဘူးခြုံတွေကနေ buff ခိုးပြေးလိုက်ဘယ်ကမှမသိရောက်လာတဲ့အရေးနဲ့ဖင်နိုင်လိုက်လုပ်ခဲ့တဲ့ဟန်ဆိုကြီးအခုတော့လမ်းတော်တုံးကိုပြန်လာပါပြီ update patch တွေအများကြီးထုတ်ပြီး nerf ခဲ့ရတဲ့ဟန်ဆိုကြီးကိုမနေ့ကထွက်တဲ့ update patch မှာတော့ buff ပေးလိုက်ပါရီဘာရီများပြောင်းလဲထားလဲဆိုတာသိရဖို့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်မင်္ဂလာပါပရိသတ်ကြီးတို့ရေရှေ့ရက်ကလာတဲ့ Advanced Server Update Patch မှာတော့ intro မှာပြောခဲ့တဲ့အတိုင်းဂျောင်းထဲရောက်နေတဲ့ Hanzo ကြီးကို buff ပေးထားလိုက်ပါရီ။ဘာလို့ buff ပေးတာလဲဆိုရင်တော့ Hanzo ကြီးက jungle ဆော့ရင် low battery target battery မှာဝင်လူဖို့အရန်အားနေပါရီ။ဒါကြောင့်သူ့ရဲ့ ultimate form မှာခုတ်တဲ့ basic attack တွေကိုပြင်ပေးထားတယ်လို့ပြောထားပြီး ultimate ဖွင့်ပြီးခုတ်တဲ့ basic attack ခုတ်ချက်တိုင်းမှာ energy 45အထိတက်အောင်တိုးပေးထားလိုက်ပါပြီ။ ultimate ဖွင့်ထားပြီး basic attack ခုတ်တဲ့ခုတ်ချက်တွေက enemy ကိုရရင်လည်း45 energy တက်စီအောင်မှာဖြစ်တဲ့အပြင် low နဲ့ target ကိုရရင်လည်း45 energy ပြန်တက်စီအောင်မှာဖြစ်ပါရီ။ဒီတော့ Hanzo က low battery ကို ultimate ဖွင့်ပြီးဝင်ရင်အကြာကြီးပတ်ခုတ်လို့ရတော့မှာဖြစ်ပါရီ။ဒီလောက် buff ထားတာဆိုရင်တော့ second ထုတ်ဖို့ရှိနေလောက်ပြီလို့လည်းထင်ပါရီ။မုံမိုးပူရာလေးတွေလာကားပူရာလေးတွေနဲ့ diamond ဝယ်စုခြင်းနဲ့ဆိုရင် Telegram အကောင့် @1shot7 gaming မှာလာရောက်စုံစမ်းနိုင်ပါရီ။နောက်ထပ်ပြင်ပြီးထားတဲ့တစ်ကောင်ကတော့ Raven ပြီးကလေးကပျောက်သွားတဲ့ Phobia ကိုတော့ passive ကို buff ပေးထားတာပါ။ Phobia ရဲ့ passive ပထမ effect ဖြစ်တဲ့ enemy ရဲ့သွေးပမာဏအပေါ်လိုက်ပြီး magic defense ရတာကို4%ကနေ6%အထိတင်ထားပေးလိုက်ပါရီ။လက်ကျန်သွေးပေါ်မူတည်ပြီး passive ပွင့်ပြီးရတဲ့ shield ကိုတော့8%ကနေပြီး12%အထိတင်ထားလိုက်ပါရီ။ကြည့်ရတာမောင်ထူကြီးကအထုလွန်ပြီးတော့ပိုမာလာမယ့်သဘောမှရှိပါရီ။နောက်ထပ်ပြင်ထားတာကတော့ buff တာလက်လွန်သွားလို့ပြန် nerf ထားရတဲ့ Leo ရဲ့ skill 1က crit တွေအပေါ် damage အပူထွက်တဲ့ပမာဏကို200%ကနေပြီး150%အထိ short ချထားလိုက်ပါပြီ။နောက်ထပ်ပြင်ထားတာကတော့ဘလောက် buff လို့မဝတဲ့ Hilda ကြီး passive ပွင့်လို့ Anham basic တက်ရရင်ပြပေးမဲ့ indicator effect ကိုထည့်ပေးထားပါရီ။အခု Hilda ကြီးက passive ပွင့်ရင်သူ့ပစိမ်မှာမီးလင်းလာတော့မှာပါ။နောက်ထပ်ကတော့ game account အလန်းတွေကိုကြည့်ချင်နေဆိုရင်ကိုရှိတာလေးပြန်ထုတ်မယ်ဆိုရင်တော့ Telegram က @5467 မှာလာရောက်စုံစမ်းနိုင်ပါရီ။အခု update patch မှာနောက်ဆုံးပြင်ထားတာကတော့ support ဖြစ်ပြီးအရန်ကျန်းလို့နေတဲ့ new hero Marseille ကို level nerf ထားတာပါ။ Marseille ရဲ့ attribute သွေးပမာဏကို2500ကနေ2650အထိအနည်းငယ်တိုးပေးထားပြီး physical defense ကိုလည်း20ကနေ25အထိတင်ထားလိုက်တဲ့အပြင် magical defense ကိုလည်း12ကနေ15အထိတင်ထားလိုက်ပါရီ။ဒါပေမဲ့ Marseille ရဲ့ passive effect ဖြစ်တဲ့အနာက teammate hero ကို shield ပေးတဲ့ effect ကိုတော့ဖြတ်ထားလိုက်ပါရီ။သွေးပေါ်မူတည်ပြီး hybrid defense တိုးတာကို2%ကနေ 1.5% အထိ short ချထားလိုက်ပါရီ။ဒါတွေမကသေးပါဘူး။ skill 1ရဲ့ base damage ကိုလည်းအရင်က level အလိုက်400ကနေ900အထိထွက်ခဲ့တာကိုအခု300ကနေ900အထိပဲထွက်အောင်လို့ short ထားပါသေးတယ်။အခုတော့ Marseille လည်းတဖြည်းဖြည်းနဲ့ support စစ်ဆန်လာပါပြီ။တကယ်တော့အရာရာကအစပိုင်းပဲကောင်းကြတာပါ။ကဲဒီနေ့ update patch တွေကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။